ဒီဘောမင်းလက်ထက်ကျတော့ဘုန်းကြီးတွေသွားရောဘုန်းကြီးလူတွေနိုင်ငံရေးမသိပညာရေးမသိဘုံမသိသေးမသိလှုပ်လိုက်တာဘာဖြစ်သွားတိုင်းပြည်ပြတ်သွားတာဒီတတိပြောပြီးခဲ့ဆိုတော့ဒါဒီခစ်တယ်ပါတေခစ်တယ်ရဲ့မျိုးပြတည်သောပုံကလည်းထူးခြားတယ်အိမ်တွေကိုဒီအဆောင်လိုက်အရှိတောင်အနောက်တောင်အဲ့လိုမျိုးအဆောင်လိုက်တွေစောက်တာဘာဖြစ်လို့ဒီလိုခတ်ဆောင်းဆောင်းစောက်တာလဲပေါ့ဆိုတော့ဒီလိုတို့ကမြန်မာပြည်ရဲ့ငလျင်ကြောကြီးရှိတယ်ဘလူးကျွန်းကနေပြီးတော့မြန်မာပြည်ထိတ်ကချင်ပြည်နယ်တိပေါက်သွားတရုတ်ပြည်ကြီးရောက်သွားငလျင်ပြည့်ရွေကြောကြီးရှိဒီနေ့အဲ့ဒါကြောင့်မြစ်စုံကိုလို့ရင်အဲ့ဒီငလျင်ကြောကြီးပေါ်ရှိနေအန်ရများတယ်လို့ပြောကြတယ်အဲ့တော့မြန်မာပြည်ပေါ်အောက်ကနေဖောက်သွားလိုက်ရင်ဘလူးကျွန်းတွေကိုထိတ်တဲ့အဲ့ဒါငလျင်ကြောကြီးပဲတောင်နဲ့မြောက်စောက်ရင်တဲ့စောက်ရင်အစာအုပ်တွေစောက်ရင်ထချင်းချမ်းတော့တာဒါငလျင်လှုပ်ရင်အဲ့တိုင်အမြဲတမ်းပြတ်တယ်ဒါကြောင့်တေခစ်တယ်ဆောင်းပြီးတော့သူစောက်တာဒါကြောင့်ငလျင်မှာမပြတ်သေးဘူးတေခစ်တယ်မျိုးကြီးကနန်စောနန်ကြောင်လို့ခေါ်တယ်တရုတ်တက်တွေဖြက်စီးတဲ့ကမီးရှို့တဲ့ကဒါတော့မကုန်ဘူးအဲ့တော့တေခစ်တယ်ကိုအပြီးဖြတ်ပစ်လိုက်တာဘယ်သူဖြတ်တာအနော်ရထားဖြတ်ပစ်လိုက်တာဘာဖြစ်လို့ဖြတ်တာတော့အဲ့တော့တေခစ်တယ်မျိုးဟောင်းကြီးရရှင်များဒီနေ့ခေတ်လို့ဆိုရင်သဘုံတွေပါတွေမျိုးပြတစ်ခုတိဆောက်လို့ရလောက်အောင်သူ့ရဲ့ structure တွေကကျန်းနေသေးတယ်အဲ့ဒါဆိုရင်ဗကံကိုပြန်ပြီးတော့တော်လန်ပုဂ္ဂံမဲ့ပုဂ္ဂိုလ်ကတေခစ်တယ်ကိုအခြေပြုပြီးတော့မျိုးပြနိုင်ငံတွေတိဆောက်ပြီးတော့တော်လန်နိုင်တယ်အဲ့ဒါကိုသိတဲ့အခါအနော်ရထားတေခစ်တယ်ကိုအမှုန့်ကျိတ်ပြစ်တယ်ဒါကြောင့်တေခစ်တယ်ရဲ့နောက်ဆုံးပြတ်တာတော့အနော်ရထားဖြတ်လိုက်လို့ပြတ်သွားတာတို့တော့တရုတ်လက်ထက်မှာနေရအခုနပြောတဲ့နန်စောနန်ကြောင်တွေတိုက်လို့ဒီခေတ်တည်းဟာသူ့ပြင်နဂရစိန်နာမင်းလက်ထက်မှာအပြီးပြတ်သွားတယ်လို့ယူဆဒီချင်းမှုလေထုံတန်းအစင်လာတွေကိုဖျက်ဆီးဖို့အတွက်တော့စာအုပ်စာပေတွေမရှိဖို့မလိုဘူးတဲ့ဘုန်းကြီးတွေစာဖတ်အောင်လုပ်လိုက်ပေါ့ဟုတ်လားလူတွေစာဖတ်အောင်လုပ်လိုက်တယ်ဒါပဲစာဖတ်ဘူးလေစာဖတ်တော့ရှင်ပြတယ်ဘာလို့အမြင်ကျင်မလားအမြင်ကျင်မလားအမြင်ကျင်တော့အငင်းတန်တယ်အမြင်ကျင်တော့အငင်းတန်တယ်အဲ့ငင်းနေတဲ့ပုံကိုယ်တွေကအမြင်ကျင်လို့အမြင်ကျင်ဩဒါပဲကျန်းကဆိုတာဒါပဲရှုတော့အောင်ဆိုတာဒါခက်ပြန်ရဆိုတာဒါမြေပြင်ထောက်ထားတွေကတွေ့တာဒါဘာကြောင့်ဖြစ်နိုင်လဲအမြင်ကျဲသွားတာနဲ့ရှင်ပြသူကငင်းစရာမလိုတော့ဆွေးနွေးဖို့ပဲလို့တော့အဲ့မှာ negotiation လုပ်ယူလို့ရတယ်ဒီလိုညှိနှိုင်းယူလို့ရတယ်ဆွေးနွေးယူလို့ရတယ်တိုင်ပင်ယူလို့ရတယ်အဲ့တော့အမြင်ကျင်တော့ဖင်ပိတ်ညင်းတာပေါ့ဗျာညင်းတာတော့ရိုးညင်းတာမဟုတ်ဘူးဟုတ်လားအပေါ်ကအတန်ထွက်လို့မလို့အောက်ကအတန်တွေပါထွက်မှာဆိုလို့ဖင်ပိတ်ညင်းတာဗျညင်းချင်းတော့အငင်းတန်တယ်ဒီမှာစာမဖတ်ဘူးဆိုတဲ့ပုံကိုယ်တွေကအငင်းတန်အငင်းကောတန်တဲ့ပုံကိုယ်တွေကစာမဖတ်ဘူးတော့ဖက်လိုက်တော့တမျိုးပဲဖတ်သူမြင်တဲ့ကြမ်းသူသိထားတာအခိုင်ပါအဲ့လိုမျိုးမဆွဲရဘူးအခုတမိုင်းမှာရှင်များတို့ကြည့်လိုက်ယူဆတယ်မျိုးမရှိဘူးလားဗျာအမြင်တွေအများကြီးမရှိနိုင်ဘူးလားအဲ့ဒါဆိုတော့အမြင်ကျဲကျဲအတွေးခေါ်ကျဲကျဲနဲ့ထားမှာဗျာရွတို့မသိဆရာတော်ဗျာကြီးကဘာပြောကျဲမှာမျက်စိကျဲမှာရွတို့ဘာကျဲနေဖင်ကောင်းကျဲနေတယ်ခါနော်အဲ့ဒါဆရာတော်ကြီးပြောတာတော့ဆရာတော်ကြီးရဲ့စကားဆိုတော့တန်တာပေါ့ဗျာဒီလိုပြောရင်တော့ရိုင်းနေနေရှိဘူးအဲ့ဒါဒီပြီးတော့တို့အချင်းတွေကတော့ဒီတိုင်းပဲဗျာဘုန်းကြီးတွေဆိုတာအရှင်များလို့သာနဲ့ဘုန်းကြီးနဲ့စာဂန္ဓဒုဒဝိပဿနာဒုဒဂန္ဓဒုဒဆိုတာရှင်များတို့ပရိယတ္တိတင်တတ်တတ်မဟုတ်ဘူးဗျဘာကံတို့ဆရာတော်ဘုရားကြီးတို့လေဒီဆရာတော်ဘုရားကြီးတို့လေ့လာကြည့်တဲ့စာတွေဘလောက်ဖတ်တယ်လဲဆိုတာခေတ်မြင့်တွေဘလောက်ရှိတယ်လဲဆိုတာရှင်များတို့တွေ့လိမ့်မယ်အဲ့ဒါဆိုတော့ပရိယတ္တိစာပေလောက်နဲ့တင်